ဖျားတဲ့ခဲ့တဲ့ညီမနှစ်ယောက်ရဲ့ထူးခြားတဲ့အဖြစ်အပျက်ပကံမှာညီအမနှစ်ယောက်ဖျားအတူတဲဖို့ကြိုးစားကြတယ်အလောက်အတူတူလုပ်ပြီးဖျားတဲဖို့ငွေစုကြတယ်ချွေးနှဲစာလေးတွေနဲ့ဖျားတဲပြီးတဲ့နောက်မှာတော့ဖျားကိုအုတ်တိုင်းနှစ်ထပ်ခတ်လိုက်မိတယ်အဲ့ဒီအချိန်မှာပဲဘရင်အမျက်တော်ရှာပြီးရေစက်မချလိုက်ရဘဲနဲ့ကွက်မြက်ခံခဲ့ရတယ်ဒီအဆွင်ကတော့ပကံမှာအပြောများကြတဲ့စိမ့်ညက်ညီမဖះရဲ့ဗဇက်ရာဆွင်တစ်ခုပါပဲစိမ့်ညက်ညီမဖះအကြောင်းကိုဆက်ရမယ်ဆိုရင်တော့ပကံမျိုးကဘိတုကလည်းရအလှအပတွေရှိတဲ့ကူဖះနဲ့ပထိုးနှစ်စုကနေစတင်ရပါမယ်ပကံမျိုးဟောင်းနဲ့မြို့တစ်ကြားမှာရှိပြီးတော့စိမ့်ညက်အမရဲ့လိုင်ငူဖះနဲ့စိမ့်ညက်ညီမရဲ့ပထိုးတို့ကအုတ်တိုင်းနှစ်ထက်ရဲ့အတွင်းမှာထူးခြားစွာအတူတည်ရှိနေပါတယ်17ရာစုတွေကတီထားကိုးကွယ်ခဲ့တယ်လို့အစင်အလာတွေရှိပေမဲ့ဘိတုကလက်ရာတွေကတော့73ရာစုလက်ရာဖြစ်တယ်လို့လည်းဆိုကြပါတယ်လူပြောများတဲ့ဗဇက်ရာဇဝင်မှာတော့ငကြွဲစိမ့်ညက်နဲ့စိမ့်ခတ်တို့မောင်နှမ3ယောက်ကအရေးကြီးတွေရန်ကနေထွက်ပြေးရင်းနဲ့ရှင်အရဟံနဲ့တွေ့ဆုံခဲ့တယ်။တကယ်တော့ငကြွဲဟာပကံကိုဗုဒ္ဓဘာသာပြန်ပွားစေခြင်းရဲ့အဓိကလူတွေကတအူးပါ။ရှင်အရဟံနဲ့အနော်ယထာမင်းတို့ပထမဆုံးတွေ့ဆုံမှုဟာလည်းငကြွဲကြောင့်စတင်ခဲ့ခြင်းဖြစ်တယ်လို့မှတ်တမ်းမှတ်ရာတွေအရသိရှိရပါတယ်။ပကံပြည်မှာဗုဒ္ဓဘာသာအလွန်ထွန်းကားခဲ့တာတွေ့ရမှာပါ။အနော်ယထာမင်းကြီးကလည်းငကြွဲတို့မောင်နှမ3ယောက်ကိုအဆောင်ရောင်နေနဲ့ချင်းမြင့်မြောက်စားခဲ့ပါတယ်။အဲ့ဒီအချိန်ကာလကပကံမှာဖျားတည်ရင်နဲ့လှူကြတဲ့ဒလိထုံနဲ့ထွန်းကားလာတော့စိမ့်ညက်နဲ့စိမ့်ခတ်တို့ညီမနှစ်ယောက်ကဖျားတီလိုလာကြတယ်ကိုလုံအားကားတွေနဲ့ဖျားတဲဖို့ကြိုးပမ်းခဲ့ကြတယ်အမကတဆူညီမကတဆူအပြိုင်တဲကြတယ်အမရဲ့ဖျားကအရှိကညီမရဲ့ဖျားကအနောက်ကဆိုပြီးတွေ့ရပါတယ်အမရဲ့ဖျားကမြင်တွေ့နေကြဖျားတွေအတိုင်းပဲပကံအငွေ့အသက်လွှမ်းခြုံနေပြီးတော့ညီမရဲ့ဖျားကတော့အဲ့ဒီခေတ်အခြေအနေနဲ့ကြည့်မယ်ဆိုရင်တော့ခစ်ဆန်ပြီးထူးခြားလာတဲ့လက်ရာတွေကိုတွေ့ရပါတယ်ထူးခြားချက်ကတော့ဖျားနှစ်စုမှာညီမဖျားကဒူးရပိုကြီးနေပေမဲ့လေဖျားပရဝံရဲ့အရှိဘက်တဲကနေချိမယ်ဆိုရင်တော့မမြင်နိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ဗဇက်ရာဇဝင်တစ်ခုမှာညီမနှစ်ယောက်ကကိုယ့်လုံအားကားနဲ့ကိုဖျားတဲမဲ့ရည်ရွယ်ချက်ကြောင့်အလုပ်အတူတူလုပ်ခဲ့ကြတယ်။အလုပ်တွေလုပ်နေရင်းနဲ့ပင်ပန်းလာတဲ့ညီမဖြစ်သူစိမ့်ခက်ကတရက်မှာတော့အမနဲ့အတူတူအလုပ်လိုက်မလုပ်ဖ ೇನೆနေမကောင်းချင်အောင်စောင့်ခဲ့ပြီးတော့သူမရဲ့ဖျားကိုအမြန်ပြီးစေဖို့အမရဲ့အုပ်တွေကိုခိုးပြီးစောက်လုပ်ခဲ့ပါတယ်။အဲ့ဒါကြောင့်မို့လို့အမဖြစ်သူရဲ့ကျိန်စာတိုက်ခြင်းကိုခံခဲ့ရတာပါ။ဒါကြောင့်မို့လို့ပဲညီမရဲ့ပထိုးတော်ကဘလောက်ပဲမြင်မြင်အမရဲ့ကိုဖျားကိုကြော်ပြီးမတွေ့ရဘူးလို့ယုံကြည်စွာယနေ့ထက်တိုင်ပြောဆိုနေကြတာပါဖျားတိနေစဉ်ကာလတွေကပြဿနာဖြစ်ခဲ့ရတဲ့ညီမနှစ်ယောက်ကတော့ဖျားနှစ်ဆူရှိတာကြောင့်အမကအပြင်ကညီမကအတွင်းကဆိုပြီးအုတ်တိုင်းခတ်လိုက်ချိန်မှာပဲပြဿနာတွေပိုဆိုးသွားခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့အရိခေရဲ့ဥပဒေအရမင်းမျိုးမင်းနွယ်တွေပဲဖျားကိုအုတ်တိုင်းခတ်နိုင်ခဲ့တဲ့အကြောင်းကိုမသိကြတဲ့ဒီညီမနှစ်ယောက်ဟာဖျားကိုအုတ်တိုင်းခတ်လိုက်တာကြောင့်ဥပဒေလွန်ဆန်နေဆိုပြီးဖျားကိုရေဆက်ချမလူတန်းလိုက်ရပဲနဲ့ကွက်မြက်ခံခဲ့ရပါတယ်တချို့ပြောစတမ်းတွေအရာတော့ဖျားရေဆက်ချမဲ့နေ့မှာပဲကွက်မြက်ခံခဲ့ရတယ်လို့လည်းဆိုပါတယ်အဲ့ဒီလိုရေဆက်ချမလူတန်းခဲ့ရတဲ့အတွက်ယနေ့ထိတိုင်ဖျားအဆောက်အနေနဲ့ရှိပြီးတော့စိတ်ညက်တိုင်နှန်းပိုင်ရှင်တွေလို့ယုံကြည်ကြပါတယ်ဒါကတော့လူတွေပြောနေကြတဲ့ဗဇက်ရာဆိုရင်တစ်ခုပဲဖြစ်ပါတယ်မူကွဲတစ်ခုမှာတော့စိမ့်ညက်ညီမဟာပခုတ်ကူကတကြီးသမီးတွေလို့ပြောကြပြီးတော့တခြားတစ်ခုကတော့စိမ့်ညက်မင်းသားမဟာထေကဂူဖျားနဲ့ပထိုးအတူတူတီထားတာကြောင့်စိမ့်ညက်ညီမဖျားလို့ခေါ်ဆိုရဲလို့လည်းသိရပြန်ပါသေးတယ်ဘလို့ပဲရှိရှိဗဇက်ရာဇဝင်တွေများပြားလွန်းတာကြောင့်ဘယ်ဟာကအမှန်တကယ်အတီးပြုတ်ရမလဲဆိုတာကိုတော့ယနေ့ထက်တိုင်ယုံကြည်ဖို့ခက်ခဲနေသေးပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ထူးခြားတဲ့ပကံရာဇဝင်တွေကိုစိတ်ဝင်စားလို့ပဲဖြစ်ဖြစ်ဘီတုကလက်ရာတွေကိုနှစ်သက်လို့ပဲဖြစ်ဖြစ်ပကံရောက်ခဲ့မယ်ဆိုရင်တော့စိမ့်ညက်ညီမဖျားကိုရောက်အောင်သွားခဲ့ဖို့အကြံပြုကြပါတယ်ပကံခေရဲ့ထူးခြားတဲ့တခုရဲတော့ဘီတုကလက်ရာတွေကိုစိမ့်ခက်ညင်မတော့ပထိုးမှသာတွေ့မြင်ရတာကြောင့်ပဲတွားကြည့်ဖို့တိုက်တွန်းပါရစေ။တိုးကြီးရဲ့ဘီတုကလက်ရာတွေကိုလည်းရှင်သက်ရှုမောပွဲတွေ့မြင်ခန်းစားခဲ့ရပြီးတော့ဂူဖျားအတွင်းကိုဝင်ရောက်ချိန်မှာလဲကြက်သိမ်းမွေးညင်းတပြန်းပြန်းထားခဲ့ရပါတယ်။ရိုးရိုးရေးတဲ့အရေးအယောင်တွေကိုလည်းနေရာတချို့မှာတွေ့ခဲ့ရတဲ့ကိုယ်တိုင်အတွေ့အကြုံတွေလည်းတကယ်ကိုရှိခဲ့ပါတယ်။လွမ်းမောပွဲကောင်းတဲ့စိတ်ခံစားချက်တွေရရှိခဲ့တာမို့လို့တကယ်ကိုထူးဆန်းတဲ့နေရာအဖြစ်နဲ့ခံစားမိခဲ့ကြပါသေးတယ်။ဒီဗီဒီယိုလေးကိုကြည့်နေရင်နဲ့စိမ့်ညက်ညီမဖျားကိုရောက်ခဲ့ဘူးသူတွေရှိမယ်ဆိုရင်တော့အတွေ့အကြုံလေးတွေကိုပြန်လည်ဝေမျှပေးရင်နဲ့စိမ့်ခက်ညီမတော်ပထိုးရဲ့ဘီတုကလက်ရာတွေကဘယ်နိုင်ငံကလက်ရာတွေနဲ့ဆင်တူလဲဆိုတာကိုလည်းဝေမျှပေးခဲ့လို့ရပါတယ်ရှင်။